မနေ့ကတော့ဒီကောင်လေးကလုတ်ပြထားပြီးသားเนาะဒါပေမဲ့live လွှင့်တဲ့ဟာလေးတွေကချိန်အကန့်အသတ်နဲ့ပြန်ပြတ်သွားတယ်ဆိုတဲ့ခါကျတော့အခုဒီကောင်ကိုဒီပန်းကျဲဒီပုံစံလေးလုတ်ပြရင်းနဲ့ဒါတစ်ခါတည်းလုတ်ပြလိုက်မယ်เนาะဒီကောင်က2စုံပါမယ်အဲ့အတွက်ကြောင့်ဒါကကျဲဒီတစ်စုံနောက်ထပ်တစ်စုံထပ်လုတ်ဖို့အတွက်လုတ်ထားတယ်ကျိုးဒါကကြတော့ခရုကွေလေးအတွက်ကျိုးအဲ့တော့ဒီရေလိုင်းချိတ်လို့ပုံစံပေါ့နော်ဒါကပြောမယ်ဆိုလပုံစံ S ချိတ်လို့လည်းခေါ်တယ်လပုံစံလေးချိတ်ကလေးလို့လည်းခေါ်တယ်အဲ့တော့အဲ့ဒီကောင်ကိုအရင်လုပ်မယ်6လက်မစိုက်ခွေထားတယ်เนาะ6လက်မစိုက်ကျိုးอ่ะဒီမှာเนาะ6လက်မစိုက်ခွေထားတယ်ပြီးတော့ရင်ဒီဂွေလေးတစ်ခုစီအတွက်က2လက်မခွဲစီမှတ်ထားတယ်အလဲမှာဒါက1လက်မပေါ့เนาะအလဲ1လက်မကကြတော့နှစ်ခုကြားကခြားနာချက်က1လက်မခြားထားတယ်အဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးတွေကိုအရင်ခွေမယ်ဆိုလို့ရှိရင်ဒါလက်နဲ့ဇာကနာမရှိလဲလက်နဲ့ခွေမယ်ဆိုလဲအခုပုံစံအတိုင်းလေးပဲကြစ်နေအောင်လို့လက်နဲ့ခွေလို့ရတယ်เนาะဒါကတော့အရန်ကြီးတိတ်ပြီးတော့အရေးမကြီးဘူးအဓိကပန်းခွေကစိုက်ပမာဏကအစိတ်အကျဲညီဖို့လိုတယ်เนาะလက်နဲ့တန်းပြီးခွေရောမရဘူးလားဆိုတော့ရတယ်နည်းနည်းလေးတော့အာယုံစိုက်ကမှာပေါ့เนาะဒီမှာအခုဒါလက်နဲ့ခွေပြမယ်လက်နဲ့ခွေတဲ့ခါကြလို့ရှင်ဒီထိန်နားလေးကတော့နည်းနည်းလေးပို့ပြီးတော့ဂယူစိုက်ကမယ်ဘာဖြစ်လို့လဲဆိုတော့တော့အစာသေးသေးလေးကိုကြစ်နေအောင်ကန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะဇာကနာနဲ့သုံးတာကတော့ပူလွယ်တယ်ဒါပေမဲ့ဇာကနာမရှိတဲ့သူတွေဇာကနာမရှိရင်လုပ်လို့မရဘူးလားဆိုတော့ဇာကနာမရှိရင်အခုဒီမှာလုပ်ပြတဲ့အတိုင်းလုပ်လို့ရတယ်เนาะဒီမှာအခွေမဲ့အခါကြလို့ရှိရင်အခွေ site ကဒီအခွေရဲ့ site ကเนาะဒါတော့တစ်ဖက်နဲ့တစ်ဖက်ကမှတ်ထားတဲ့နေရာအတိုင်းအညီဖြစ်ဖို့လိုတယ်เนาะဒီကောင်ဖြစ်ပြီဆိုတဲ့အခါကြလို့ရှိရင်ချီတုပ်လို့ရပြီဒါကစန့်ကျင်ဘက်လိုချင်လို့เนาะစန့်ကျင်ဘက်လိုချင်လို့စန့်ကျင်ဘက်ခွေတာကိုကဘတ်တစ်ခုထဲမှာပဲမျက်နှာချင်းဆိုင်လိုချင်တယ်ဆိုလို့ရှိရင်ခရုခွေတဲ့အခါကြလို့ရှိရင်မျက်နှာချင်းဆိုင်ခွေပြီးရင်ရပြီပေါ့နော်နှစ်ခုကိုစန့်ကျင်ဘက်မခွေဘဲနဲ့မျက်နှာချင်းဆိုင်ခွေပြီးမယ်ဆိုလို့ရှိရင်ရပါပြီအဲ့တော့ဒီကောင်ကိုတုပ်မယ်ဆိုလို့ရှိရင်ဒီဟာလေးကိုဒီမှာเนาะဒီရက်တစ်ဝက်ကနေပြီးတော့ဒီလိုခောက်ချိုးတုပ်တယ်ဒါပေမဲ့အဲ့ဒီဟာကိုနှစ်ပြန်တုပ်မယ်နှစ်ပြန်ဖောက်ထည့်မယ်နောက်တစ်ခေါက်ဒီဘက်ချမ်းကိုပြန်လာမယ်စားခဲ့တဲ့နေရာပေါ့နော်မူလစားခဲ့တဲ့နေရာကိုပြန်ပြီးတော့ချီဖောက်မယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကိုအလဲတဝက်တိတိကနေနှစ်ပိုင်းလိုက်တာအဲ့ဒါပြီးသွားရင်ဒီကောင်ကအခုဒီလိုပိုင်းထားတာဖြစ်တဲ့အတွက်သူ့ရဲ့အလဲတဝက်နေရာစက်ဝိုင်းကိုအလဲကနေပြီးတော့နှစ်ချမ်းပေါ့နော်ခောက်ချိုးနှစ်ချက်ခောက်ပြီးတော့တုပ်လိုက်တဲ့သဘောပဲအဲ့တော့ဒါလေးကိုဒီကနေလုံးမယ်ပြီးသွားရင်သူ့ရဲ့တဝက်နော်သူ့ရဲ့တဝက်ဒီကနေပြီးတော့ဒါကိုပြန်ပြီးတော့ထိုးမယ်ဒီကောင်ကိုကြလို့ရှိရင်တော့တစ်ချက်သေးပဲထိန်းတော့မယ်နှစ်ချက်ထိန်းကြမလို့တော့ဘူးเนาะဒီမှာဒါဆိုလို့ရှိရင်ရပြီခြီလေးတွေဒီနားမှာနည်းနည်းလေးတီးတယ်ထင်လို့ရှိရင်ခြီကိုဒီမှာခြီမြင်တွေကနှစ်ပင်ပူးပြီးတော့သုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တပင်ချင်းစီဆွဲထုတ်လို့ရတယ်เนาะတအားကြီးတင်းအောင်မဆွဲဘူးဆိုတာဒီကျိုးတအားတင်းသွားတဲ့ခါကြလို့ရှိရင်လည်းဒီပန်းခွေရဲ့အဝိုင်းဆိုင်ကပိန်သွားတာတွေလိမ်သွားတာတွေဖြစ်မှာဆိုလို့တအားမဆွဲဘူးเนาะအလိုက်တင်လေးပဲဆွဲမယ်သူ့ရဲ့ဒုတယ်ကိုပိန်ရှုံမသွားအောင်အလိုက်တင်လေးဆွဲမယ်ပြီးရင်ဒီကောင်ကမလှဘက်မှာပဲခြီတုပ်တယ်เนาะမလှဘက်အချမ်းမှာပဲခြီတုပ်မယ်ခြီတုပ်တယ်ဆိုလို့ရှိရင်လည်းတနေရာတည်းတုပ်ပြီးတော့တန်းဖြတ်လိုက်လို့မရဘူးเนาะခြီကို2နေရာလောက်တက်မယ်အခုဒါဆိုဒီဘက်ကတခွေပြီးသွားပြီအားဆိုလို့ရှိရင်ဒီတခွေပြီးသွားပြီဆိုလို့ရှိရင်အခုဒီနောက်ဖက်တခွေကိုလည်းဒီတိုင်းပဲသွားမယ်เนาะဒီတိုင်းပဲသွားမယ်အရင်ဦးဆုံးအလဲကနေပြီးတော့ဒီကောင်ကိုထုတ်လိုက်ပြီးအဲ့ဒီကောင်ကအသွားပြန်ပေညာနှစ်ချက်ခွေမယ်ပထမတစ်ချက်ဒီဘက်ကိုသွားမယ်အခုနောက်ထပ်မူလချခဲ့တဲ့နေရာကိုပြန်သွားမယ်အချီကျိုးကိုတင်းနေအောင်မဆွဲဘူးเนาะပြီးရင်ဒီကောင်ရဲ့အလဲဒီကနေပြီးတော့ဖောက်မယ်အလဲကနေဖောက်မယ်ပြီးသွားလို့ရှိရင်ဒီမှာဒီကနေပြီးတော့ပြန်သွားမယ်ဒါပြီးသွားပြီဆိုရင်ခြီကဒီနေရာမှာခြီတုပ်လို့မရဘူးလေအဲ့အတွက်ကြောင့်မို့လို့အလဲစန်တာကိုပဲပြန်ယူအလဲစန်တာကိုယူပြီးရင်ဒီနေရာမှာခြီအနားစာသိမ့်မယ်ခြီနားစာသိမ့်မယ်ဆိုရင်ခြီကို2နေရာလောက်ကနေပြီးတော့သိမ့်မယ်เนาะ2နေရာလောက်ကနေပြီးတော့သိမ့်မယ်တနေရာထဲနဲ့အဆင်မပြေဘူးအဲ့တော့
ဘာဖြစ်လို့ဒီဟာတွေကိုလေခြီတွေကိုနှစ်ခေါက်စီခြီစားတက်လဲခြီနှစ်ခေါက်နားစားတက်ပြီးသားဟာအောင်မှအပြန်နေနဲ့အခုလိုမျိုးအတွင်းထဲကိုပြန်ထိုးထည့်ထားလဲဆိုတော့လေဒီကောင်ကဒီ handmade ကအင်ကြီးမပြဲမချင်းမစုံမချင်းလျှော်လိုက်ဖွတ်လိုက်နဲ့ဝစ်နေဦးမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒီဥစ္စာကကြိုးမခိုင်ရင်အင်ကြီးဘွားကနေပြီးတော့အခွေတွေကပွင့်ထွက်လာမယ်ဆိုလို့ရှိရင်ဒီအင်ကြီးရဲ့တန်ဖိုးကကျသွားပြီเนาะဒီကောင်လေးကအလကားပဲပြည်သွားပြီဆိုမလှတော့အဲ့တော့အခုဒါဆိုလို့ရှိရင်တစ်ခွေရပြီကဲကြည့်အခုဒီကောင်ကြိုးချုပ်တဲ့အစ်စ်မပါဘဲနဲ့ဒီဟာကြီးပဲခွေတာတော့မှ9မိနစ်เนาะ9မိနစ်မြန်လဲဆိုလို့ရှိရင်လည်းထန်ကုန်3မိနစ်4မိနစ်ပေါ့เนาะအဲ့တော့ဒါတစ်ခွေရပြီဆိုတဲ့အခါကျရင်ဒီလိုဟာမျိုးအခွေပေါင်းမြောင်များစွာကိုအင်ကြီး3မှန် site ပေါ်မှာမူတည်ပြီးတော့အခွေတွေအကုန်လုံးလုပ်ရမယ်ပြီးသွားရင်အခုဒီကောင်ကကြတော့ဒါကပဇင်းသီးအတွက်ကတော့အခုဒီမှာလက်ရှိအရှိက12ခွဲရှိတယ်ဒီ12ခွဲအရှိကိုပဇင်းကောင်းလုပ်မယ်ပဇင်းကောင်းလုပ်တဲ့ဟာကတော့ဒါအရင်လုပ်ပြထားမှုပြီးသားတွေရှိတဲ့အတွက်ကြောင့်မလို့ဒီမှာအသေးစိတ်မပြတော့ဘူးเนาะပုံမှန်လုပ်နေကြအတိုင်းပဲပဇင်းသီးထိုးမယ်အဆင့်နေရတော့လုံနေကြပုံစံအတိုင်းပဲဒါပေမဲ့အရန်ကြီးလက်လီစိတ်ပြီးတော့မပြတော့ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဒီညီကလည်းတော်ကြနေကြလို့ရှင်ပေးရတော့မှာပေါ့နော်တော်ကြနေပေးရမှာညကပြီးအောင်မလုပ်လိုက်ဖြစ်ဘူးနည်းနည်းဒီရက်ထဲပင်ပန်းထားတာလေးတွေရှိတော့အပားခုလိုက်တယ်ပဲပြောရမှာပေါ့ကွယ်စောအိတ်မယ်ဆိုပြီးတော့တန်းလန်းလေးနဲ့အိတ်လိုက်တယ်မနက်ကကြတော့လေအပြင်ကိုသွားရတယ်ဈေးဝယ်သွားရတယ်နေတစ်ဝက်လောက်မှန်းပင်မဲ့3နာရီခွဲလောက်မှအိမ်ပြန်ရောက်တယ်မနက်10နာရီဝန်းကျင်လောက်ကထွက်သွားတာအိမ်ကို3နာရီလောက်မှပြန်ရောက်တယ်ဆိုတဲ့အခါကျတော့ကိုကဒီအင်ကြီးကပေးဖို့ကအလင်းလိုနေပြီပေါ့နော်လာယူရဲဆိုလို့ရှိရင်ကိုကပေးရတော့မယ်လေလာယူရဲဆိုပေးရတော့မယ်ဆိုတဲ့အခါကျတော့ဒီကောင်ကိုအသေးစိတ်တော့မပြတော့ဘူးဒါပေမဲ့မနေ့ကဒီဥစ္စာကိုနော်record လေးရိုက်ထားမယ်လို့ဂရီပေးထားတဲ့အတွက်ကြောင့်မို့လို့ဒီကောင်လေးကို record ရိုက်ထားလိုက်မယ်နော်အခုဒီကောင်ပဇင်းသီးရလာပြီဆိုတဲ့ခါကျရင်ဒါကိုကြစ်နေအောင်လို့ပြန်ပြီးတော့ဆွဲထုတ်မယ်ဆွဲထုတ်ပြီဆိုတဲ့ခါကျလို့ရှိရင်လည်းဘယ်ကိုဆွဲလိုက်ညာကိုဆွဲလိုက်မသွားအောင်နော်ကိုစူးစတစ်ဖက်သေးကိုပဲလာရ direction တစ်ဖက်သေးကိုပဲဆွဲသွားမယ်အခုဒါကိုဆိုလို့ရှိရင်ညာဘက်ကိုပဲဇက်တိုက်ဆွဲထုတ်နေရလေညာဘက်ကိုဇက်တိုက်ဆွဲထုတ်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျိုးကသူ့ရဲ့အလိုက်တင်အတိုင်းဇက်တိုက်ဆွဲထုတ်သွားမယ်ကျိုးလေးတွေက3ရင်းနဲ့ဒီလိုမျိုးလေးတွေနည်းနည်းလေးလိန်သွားတာလေးတော့ရှိမယ်เนาะအဲ့ဒါကတော့ကိုက3လိန်နဲ့နည်းနည်းစီပြန်ပြီးတော့ဖြီလို့ရတယ်ဘာလို့လဲဆိုတော့ဒီကောင်ကကျိုးကိုပုတ်တိုက်ပြီးတော့ဆွဲထုတ်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျိုးလေးတွေတခါတလေကြာရင်လိန်နေတာတွေဘာတွေဖြစ်တတ်တယ်ဒါကတော့အားလုံးလုံနေတန်းလန်းနဲ့ပြန်ပြင်သွားလို့ရတယ်ဆိုတော့အားလုံး final ကြမှာပဲအခုဒီကောင်ဆိုရင်ဒါဒီနားမှာနည်းနည်းလေးချုပ်ရိုးကတိတိကျနေပြီเนาะချုပ်ရိုးတိတိကျနေပြီဆိုရင်ဒီကောင်ကိုအပြားလိုက်လေးရအောင်ပြန်လုပ်မှာဇာကနာကလည်းလေဇာကနာပဲဖြစ်ပေါ့နော်စူးကြုံပဲဖြစ်အဲ့ဒီကောင်လေးကလည်းစူးမတိလားနော်အရန်ပါလွန်းရင်လည်းအဆင်မပြေဘူးအရန်ပါလွန်းလို့ရှိရင်လည်းထိန်းလို့ရ